OK， ကျွန်တော်တို့ကဒီပွဲမှာ3နှစ်တစ်ကြိမ်เนาะစုပေါင်းတိုင်းသားပေါင်းစုံမျိုးစုံပြီးတော့မှ3နှစ်တစ်ကြိမ်ကျင်းပတယ်ဒီနေ့က3နှစ်ပြည့်နောက်ထပ်လာမဲ့3နှစ်ကျော်သက်ကပြန်ကျင်းပအောင်မယ်เนาะအခုရှင်လောင်းပေါင်းအားလုံးပေါင်း52ပါးရဟန်းကအပါ30เนาะအားလုံးပေါင်းဒီနေ့အတွက်ပေါ့เนาะ2026ခုနှစ်ကျွန်တော်ရဲ့စုပေါင်းမဟာရှင်ပြုတ်ပွဲမဲ့တော်ကျေးရွာမဲ့ဆောက်မြို့နယ်เนาะဟုတ်တယ်งานได้ยังได้งานประจำปีครับสำหรับงานประจำปีนะครับของวัดไทยพัฒนารามครับมันจะมี3ปีครั้งหนึ่ง1 2ปีที่3นะครับจะมีปอยสังร้องแล้วแต่ว่าพ่อตะกามิตะกาจะมีเท่าไหร่รับหมดนะครับไม่ว่าจะเป็นพระหรือว่าเนนนะครับจะรับหมดเลยนะครับโอเคဒါကျွန်တော်လို့တာဒီပွဲမှာကျွန်တော်စုပေါင်းမဟာရှင်ပြုရခန်းခံပွဲเนาะရှင်တကာပြည့်ရဟန်းတကာပြည့်3နှစ်ပြည့်တာနဲ့ကျွန်တော်တို့ဒီမှာလာပြီးတော့မှအကုန်လုံးရှင်တက်ရှင်ပြုကြတော့เนาะအားလုံးကျွန်တော်တို့ရဲ့ပွဲထဲမှာကျတော့3နှစ်မှတစ်ချိန်ပြင်ပါတယ်ခင်ဗျာနောက်ထပ်လာမယ့်3ချက်လည်းတကာပြန်တင်မှာပေါ့เนาะสำหรับการจัดงานนะครับจะมีทางเทศบาลอุดหนุนนะครับเป็นเงินนะครับแต่ปีนี้จำนวนเงิน 100,000 บาทนะครับที่เทศบาลตำบลท่าสะลวดอุดหนุนแล้วก็มีหน่วยงานของทททนะครับแล้วก็มีหน่วยงานของวัฒนธรรมนะครับที่อุดหนุนนะครับอันนี้ก็เป็นเงินจำนวนหนึ่งแล้วก็อาจจะมีเก็บของโภชนาการเนี่ยแต่ละถ้าว่าชินรองเยอะก็จะน้อยหน่อยถ้าว่าชินรองน้อยก็จะมีค่าใช้จ่ายเยอะหน่อยนะครับแต่ละปีไม่เท่ากันအခုကကျွန်တော်တို့ကရတာကကျွန်တော်တို့ရဲ့ပတ်ဖို့မှုပေါ့နော်ပတ်မှုကျွန်တော်တို့ရဲ့စစ်ပင်ရေးအဖွဲ့စစ်ပင်သားရရဲ့အဖွဲ့ကပတ်ဖို့တာကတော့ပတ်တပိတ်နော်သူကပတ်ကြည့်ပေါ့နော်ပတ်ဖို့တာငါပွဲအတွက်နော်ပြီးလို့ရှိရင်ဝတ္တနာတော်ကျွန်တော်ရဲ့ဥစ္စာဘောပုံမှာရင်ချင်းမှုအဖွဲ့ရလာပတ်ဖို့တယ်နောက်ပြီးတော့တခါကျွန်တော်ကရှင်ပြူတာရှင်ရဟန်းများရင်လို့ရှင်နည်းနည်းပဲကောက်မှာပေါ့အခုကနဲတော့နည်းနည်းပဲကောက်ပြရတော့နော်အခုကခက်တိုင်းမတူဘူးလေတနေ့မတူဘူးတော့များဆိုများလေနည်းလေပဲနော်အဲ့လိုမျိုးပဲနော်အားလုံးပဲว่าเยอะก็มีค่าใช้จ่ายน้อยถ้าว่าชินรองน้อยก็จะมีค่าใช้จ่ายเยอะก็เป็นแบบนี้ครับทุกปีและจัด3ปีครั้งหนึ่งโอเคมาตั้งแต่สมัยหลวงพ่อคนเดิมนะครับที่มรณภาพไปนะครับโอเคအရင်တော့အကြောင်းထိုင်ဆရာတော်ရှိတဲ့ဝါဒီအစင်လာရလို့တာပြီးတယ်နော်3နှစ်တစ်ချိန်ကမစင်တာပဲနော်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးครับผม